မင်္ဂလာပါရှင် Cooking House ကအင်ရှင်မပါဒီနေ့အမဲသားအသားကောင်းကောင်းလေး 1kg ကိုအမဲမဆလာ60နဲ့အမဲနဲ့ချက်ပြပါမယ်ရှင်ပထမဆုံးရေးစေးသန့်ရှင်ပြီးသားအသားတွေကိုအမဲ60ကျော်ဖို့အတွက်မကြီးမသေးအတုံးလေးတွေလှီးပါမယ်ဒီဘက်ကအသားလေးကိုတော့ကျွန်မအသားတွေအရင်ကြိုက်လို့အမဲနဲ့လှုပ်စားပါမယ်အသားလေးကိုစားရတာမဟုတ်မဆလာရေကောင်းမှုထည့်ပါမယ်တံမြာရီနိုင်ထည့်ပါမယ်ရှင်ချင်းရည်ညှစ်ထဲတေချာနဲ့ဖက်ပြီး15မိနစ်လောက်နှက်ထားပါမယ်နေဖက်ထားတဲ့အသားတွေကိုအိုးထဲထည့်ပြီးရေအနှဲငယ်နဲ့အရှင်ပြုတ်ပါမယ်ရေအများကြီးမထည့်ရပါဘူးရှင်ပြုတ်ထားတဲ့အသားတွေကိုစီပူရဲထည့်ပြီးမီးအေးနဲ့ကြော်ပေးပါမယ်ရှင်ကြော်ထားတဲ့အသားတွေအရှောင်ရဲလာတဲ့အခါမီးပိတ်ပြီးအသားတွေကိုဘေးကပ်ထားပါမယ်။အစိတ်အရသာထည့်ဖို့အတွက်ငရုတ်သီးမှုန်ကိုပကံလုံးနဲ့ထည့်ပြီးအသားကြော်ထားတဲ့စီအပူကိုလောင်းထည့်ပါမယ်။ကျမကအညော်မခံနိုင်တဲ့အတွက်ငရုတ်သီးကိုအိုးထဲဓာတ်ရိုက်ထည့်ပြီးမကြော်ပါဘူးရှင်။အိုးထဲကစီရဲကိုထောင်းထားတဲ့ချင်းစက်သွန်ဖြူနဲ့ရှောက်ရက်အရင်ထည့်ကြော်ပြီးနာနာမှွေပေးပါမယ်။အမွေးနဲ့လေအသားရဲ့စိတ်ဝင်စေဖို့အတွက်ပါရှင်အသားတွေရောအရွက်တွေပါဆက်လို့မီးပိတ်ပြီးရဲ့အခါစီပူလောင်းထားတဲ့ငရုတ်တွေစားတကြားနဲ့ညံပြာရီရောပြီးအိုးထဲထည့်ပါမယ်လက်ချံအပူနဲ့ဆက်ပြီးတော့အမွေပေးပါမယ်ရှင်9မိနစ်လောက်ဆက်မွေပြီးရင်တော့အနက်ရတာနဲ့ပြည့်စုံပြီးမမာပဲစားလို့ကောင်းတဲ့အမဲမဆလာ60ရပါပြီရှင်အမဲသားနှက်ဖို့ပြင်ပါမယ်။ဖယ်ထားတဲ့အသားကောင်းကောင်းအမဲသားတွေကိုအတုံးကြီးကြီးတွေတုံးပြီးရှေ့မှာပြထားတဲ့အသားနှက်တဲ့နီးတိုင်းနှက်ပါတယ်။စီပူတဲ့ကိုစက်သွန်ဖြူဂျင်းထောင်းထားတာထည့်ပြီးစီတက်ပါမယ်။စနွေးမုံမြုပ်သီးရောင်တင်မုံနဲ့မဆလာပါထည့်ပြီးမှွေပေးပါမယ်ရှင်။စီတက်နဲ့မွေးလာတဲ့အခါနှက်ထားတဲ့အမဲသားထည့်ပါမယ်။စီတက်နဲ့တွေအသားရဲ့စိတ်ဝင်စေဖို့အတွက်အဖုံးမအုပ်ဖဲ9မိနစ်လောက်နာနာမှွေပေးပါမယ်ရှင်။အိုးထဲကိုအသားမြုပ်ယုံရေးထည့်ပြီးတော့စူအောင်တည်ထားပေးပါမယ်ရှင်ရေစူလာတဲ့အခါ pressure cooker ထဲပြောင်းထည့်ပြီး45မိနစ်တည်းထားပေးပါမယ်အကယ်၍ pressure cooker မသုံးဖြစ်ရင်2ရေ3ရေခန့်အောင်တည်ပေးရပါမယ်ရှင်45မိနစ်ပြည့်တဲ့အခါရေခမ်းပြီးအရသာပြေးသွားတဲ့အမဲနှစ်လေးရပါပြီရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမှာမို့ Cooking House ကို like and subscribe လုပ်ပေးသွားကြပါအောင်ရှင်